ကျမတို့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကဲပုံမြင်လေးကိုစားလိုက်ရအောင်။ကျမငယ်ငယ်တုန်းကအမုန်းဆုံးအရာတစ်ခုရှိတယ်။အဲ့ဒါကတော့အဖေနဲ့မေစကားများကြတာပါပဲ။အိမ်ထဲမှာဗကန်ခွတ်တန်နေအော်ဟစ်တန်နေတကားပိတ်တန်နေကြားနေရတာကနေ့စဉ်တစ်ဘဝလိုမျိုးဖြစ်နေခဲ့တာပေါ့။ဒါပေမဲ့အဲ့ဒီလိုနေ့ရက်ဒီကြားထဲမှာလည်းပြောစရာအချိန်လေးတွေကရှိခဲ့ပါတယ်။ကျမအသက်3နှစ်ပြည့်ရဲ့နေ့မှာအဖေကကျမကိုယူနီကွန်ရုပ်အကြီးကြီးပေးခဲ့တယ်လေ။အမေကလည်းကျမကိုဗနီလာကိတ်လေးလုပ်ပေးခဲ့တာပေါ့။အဖေကကျမကိုဖတ်ပြီးတော့ပြောခဲ့တယ်စမုံနာသမီးကဖေဖေဘဝမှာအကောင်းဆုံးလက်ဆောင်ပဲတဲ့အမေကလည်းပြုံးမျိုးကျမရဲ့စပင်းလေးကိုဝတ်သက်ပေးနေခဲ့တာပေါ့အဲ့ဒီကကျမရဲ့ဘဝမှာအပျော်ဆုံးနေ့ဖြစ်ခဲ့တာပါဒါပေမဲ့အဲ့ပျော်ရွှင်မှုတွေကကြမခံခဲ့ပါဘူးကျမအသက်4နှစ်အရွယ်တုန်းကတနေ့မှအမေကအိမ်ကိုကားကောင်းစားကြီးနဲ့ပြန်လာခဲ့တယ်လေလှလို့ပါလို့ပေါ့အဖေကတိတ်တိတ်လေးမေးလိုက်တယ်ဒီကားကဘယ်ကရရလဲတဲ့အမေကလည်းအေးဆေးပဲဘောစီရရဆိုပြီးဖြေလိုက်တာပေါ့ပြီးတော့တခါလေးပြောချလိုက်တယ်ကျမဒီအိမ်ကနေထွက်သွားတော့မယ်အဖေကမယုံနေတယ်လို့ကြည့်နေခဲ့ပါတယ်ဘာပြောရလဲငါဒီဘဝနဲ့မနေချင်တော့ဘူးကျမအမေကိုဖတ်ပြီးတော့တားခဲ့ပေမဲ့အမေကတော့ကျမကိုအမြဲလာလေလို့ရပါတယ်ဆိုပြီးတော့ပဲကျမတို့ဘဝတည်းကနေထွက်သွားခဲ့တာပေါ့။အဲ့ဒီကစပြီးကျမမိသားစုကကွဲသွားခဲ့ရဆိုတာသိလိုက်ရတယ်။အဲ့ဒီကစပြီးအဖေကတိတ်ဆိတ်သွားခဲ့ပါတယ်။ညတိုင်းကျမရဲ့အိယာဘက်မှာထိုင်ပြီးပုံမှန်နေပြပြပေးတတ်တယ်။ရေစရာတွေလောက်ပြတတ်တယ်။ဒါပေမဲ့သူ့မျက်လုံးတွေကဝမ်းနေမှုတော့ဖုံးမရခဲ့ပါဘူး။ကျမလည်းအဖေစိတ်မပူအောင်လိမ္မာရဲ့ကလေးဖြစ်ဖို့အတွက်ကြိုးစားခဲ့တာပေါ့။လာနေကြတော့အဖေကကျမကိုအမေစီကိုခေါ်သွားပေးခဲ့ပါတယ်။သူကတော့လုံးဝကိုကြီးကြပ်ခဏလာတဲ့အိမ်ကြီးမှာရှိနေခဲ့ရလေ။သူ့လက်ထဲမှာလည်းကလေးတစ်ယောက်ကရှိနေခဲ့ပါတယ်။စီမိုနာဒါကသမီးရဲ့ညီမလေးလူရီစာတဲ့။ကျမတိတ်တိတ်လေးပြုံးကြည့်နေခဲ့တယ်။ကလေးလေးကပန်းရဝတ်စားလေးဝတ်ထားပြီးတော့ရုပ်ရည်လေးကလည်းလှလေးပါ။အိမ်ထဲကဝင်လိုက်တော့အယုတ်တွေမိဆိုင်တွေအများကြီးနဲ့အရန်ကိုခန်းထားနေခဲ့ရပါ။ဒီတော့မှသိလိုက်ရတာကအမေကကျမတို့ကိုပြစ်သွားပြီးပိုကောင်းတဲ့ဘဝကိုရွေးချယ်သွားခဲ့ရပါ။လူရီစာကြီးလာတဲ့အမြကျမရဲ့အမေရဲ့အချိန်တွေကိုအများကြီးယူသွားခဲ့ရပါ။ကျမသွားလေတိုင်းအမေနဲ့အချိန်ကြီးကအရန်ကိုနဲလာခဲ့တယ်။ဒီနေ့ကျမတို့3ယောက်တိရစ္ဆာန်ရုံကိုသွားလေတော့ကကျမတို့2ယောက်လုံးကိုအမေကချိုရှင်လုံးဝယ်ပေးခဲ့တယ်လေ။ဒါပေမဲ့လူဝီစာကအဲ့ချိုရှင်ကိုမြောက်လာရင်တဲ့ကိုပြစ်ချလိုက်ပြီးတော့သူကထက်လို့ချင်လို့အောင်ငုံနေခဲ့တာပေါ့။အမေရဲ့စပင်းတွေကိုလည်းစောင့်ဆွဲနေခဲ့ပြီးတော့ကြီးကြနေခဲ့ရလေ။ဒါနဲ့ကျမလည်းတိတ်သွားကျမရဲ့ချိုရှင်ကိုပေးခဲ့တာပေါ့။စီမိုနာသမီးကအမြဲနားလည်ပေးတတ်တဲ့ကလေးပဲလို့အမေကကျမကိုချီးကျူးခဲ့တယ်။အော်ကျမလည်းအရန်ကိုပျော်သွားခဲ့တာပေါ့။ဒါပေမဲ့အဲ့ဒီစကားတွေကလူဝီဆိုင်နှလုံးသားထဲမှာမတားလို့မှုတွေစတင်စိုက်ပျိုးနေခဲ့ရဆိုတာကျမသိလိုက်ရတယ်။အမေထွက်သွားတဲ့နောက်အဖေကကျမကိုတယောက်တည်းပြုစုပေးခဲ့ပါတယ်။ဒီနေ့ကျမဒုတိယတန်းတက်တဲ့နှစ်မှာအဖေကမိသားစုအစည်းအဝေးကိုလာခဲ့တယ်လေ။ဆီယာမအဖမတာနဲ့အဖေကပြုံးပြီးကြည့်နေခဲ့ကြတယ်။စီမိုနာကအတန်းထဲမှာအတော်ဆုံးကလေးပါ။စားတော်တော်စိတ်ထားလည်းအရန်ကောင်းပါတယ်။အဖေရဲ့မျက်နှာပေါ်မှာတော့ဂေါ်ရီရဲ့အပြုံးနဲ့အပြည့်ဖြစ်နေခဲ့တာပေါ့။ဒီလိုနဲ့အဖေကဆီယာမကိုပီဇာလိုက်စားဖို့အတွက်ဖိတ်ခဲ့ပါတယ်။ကြာလာတော့သူတို့နှစ်ယောက်ညှိစွန်လာခဲ့ကြတာပေါ့။ချိန်နေကြလာတဲ့အမြကြာမကလည်းကျမရဲ့ဘဝတွေကိုတဖြည်းဖြည်းဝင်ရောက်လာခဲ့ပါတယ်။သူမကနူးညံ့တယ်စိတ်ရှိတယ်ပြီးတော့ကျမကိုတမီးအရင်တယောက်လိုဆက်ဆံပေးပါတယ်။ဒီနေ့ကျမတို့ ice skating သွားလို့ဖို့အတွက်ဆုံးဖြတ်ခဲ့ကြတယ်။အဲ့ဒီက skate စီးခဲ့တာကအရန်ကိုပြောစရာကောင်းခဲ့တာပါ။သူကလည်းကျမကိုစိတ်ရှိစွာနဲ့တင်ပေးခဲ့ပါတယ်။စီမိုလာမကြောက်နဲ့နော်။ကျမရဲလိုက်တယ်။တမီးလောက်နိုင်ပါတယ်။သူမကဖြည်းဖြည်းချင်းရှောင်းစီးနီးကိုတင်ပေးခဲ့တယ်။ကျမလည်းတဖြည်းဖြည်းချင်းယုံကြည်မှုရှိလာခဲ့တာပေါ့။ခဏကြာတော့ကျမပြောလိုက်တယ်။ကျမတယောက်တည်းစီးချင်တာလို့။ဒါနဲ့သူကလည်းကျမကိုလက်လွတ်ပေးခဲ့ပါတယ်။ကျမစီးကြည့်လိုက်တဲ့အချိန်မှာဒါကအရန်ကိုလက်လွတ်မှုရှိရလေ။ကျမလည်းကြိုက်နေခဲ့တာပေါ့။ဒါပေမဲ့ကျမရုတ်တရက်ချီချော်ပြီးတော့လဲကျသွားခဲ့ပါတယ်။အိုးကျမနောက်ဆုံးမြင်လိုက်ရတာကသူကကျမစီကိုပြေးလာနေခဲ့ရပါ။နောက်ဆုံးတော့ကျမဆေးရုံကိုရောက်သွားခဲ့ရလေ။ဆီယာမနဲ့အဖေကတော့ဖက်ပြီးတော့ငိုနေခဲ့ကြတာပေါ့။ဆီယာမကလည်းသူ့ဖြစ်ပါဆိုပြီးတော့ပြောနေခဲ့ပေမဲ့အဖေကနှိမ့်သိမ့်ပေးနေခဲ့ရပါ။ခဏကြာတော့အမေကရောက်လာခဲ့ပါတယ်။ပြီးတော့အဖေကိုအော်နေခဲ့ရပေါ့။ကျမလည်းအွန်လိုင်းမှာနှစ်ယောက်လုံးတိတ်သွားခဲ့ရလေ။အဲ့ဒီချိန်လူဝီစာကကျမအနာကိုလာပြီးမျက်လုံးစူးစူးနဲ့ပြောခဲ့ဒီနေ့ငါကွန်ဆတ်ရှိရတိလားငါကလိစင်ကလေအခုမင်းကြောင့်မလို့ငါဒီကိုလာနေရတယ်မင်းကငါရဲ့နေ့ကိုဖျက်ဆီးလိုက်တာပဲအမေကချက်ချင်းအော်လိုက်တယ်လူဝီစာမင်းကမအဲ့လိုမပြောရဘူးလေဒါပေမဲ့လူဝီစာကတော့မျက်နှာကိုမဲ့ပြီးပြန်လှည့်ထက်သွားခဲ့ပါတယ်ခဏကြာတော့ဆရာဝန်ကရောက်လာခဲ့ပါတယ်သူ့မျက်နှာကတိတ်မကောင်းပါဘူးကျွန်တော်တို့အကောင်းဆုံးစူးစမ်းခဲ့ပါတယ်ဒါပေမဲ့ခြေောက်ကတော့ပုံမှန်ဖြစ်လာဖို့အတွက်တော်တော်ကိုကြာအောင်မယ်အခန်းတစ်ခန်းလည်းတိတ်ဆိတ်သွားခဲ့တာပေါ့ကျမအသက်ငယ်ငယ်လေးနဲ့ကြောက်ဖက်တီးနဲ့အကြာကြီးနေရတော့မှလေကျမလည်းနားလည်လိုက်ပါတယ်အိမ်ရင်နောက်ပိုင်းကစပြီးတော့ကျမလမ်းလျှောက်ရင်နည်းနည်းကိုဆွဲလာခဲ့တာပေါ့ကျောင်းမှာအားကစားလည်းမလုပ်နိုင်တော့ဘူးတချို့ကကျမကိုတညာပြီးတော့ကြည့်ကြတယ်တချို့ကတူတူလေးပြောကြတယ်ဒါပေမဲ့ကျမလဲကြမသွားခဲ့ပါဘူးစာအုပ်ပို့ကြိုးစားခဲ့ပါတယ်အတန်းထဲမှာအများရန်တစ်ဖြစ်နေအောင်လို့လေတငယ်ချင်းတွေကိုလည်းအိမ်စာကိုလုပ်ပြီးလူတိုင်းနဲ့ရင်းနှီးလာခဲ့တာပေါ့ကျမ9တန်းတက်တဲ့နှစ်မှာတငယ်ချင်းတွေကိုစာရှင်းပြနေတာကိုကြည့်ပြီးတော့ဆရာမကကျမကိုဒီနေ့မှကျမလည်းဆရာမကောင်းတစ်ယောက်ဖြစ်နိုင်တယ်လို့ပြောကြားပေးခဲ့တာပေါ့တကယ်လားဟုတ်တယ်မင်းမအသိပညာလေးရှိရယ်စိတ်ရှိမှုလေးရှိရယ်
အဲ့ဒီကကျမရဲ့အိမ်မှာမေးဖွားလာခဲ့တာပေါ့ရှီတန်းရောက်တော့အဖေကကျမကိုထိုင်ခုံပေါ်မှာထိုင်စေခဲ့ပြီးတော့စိတ်လှုပ်ရှားစရာမျက်နှာနဲ့ပြောတယ်စီမိုနာဖေဖေအမရတာကိုလက်ထပ်ချင်တယ်တဲ့ကျမလည်းမစင်စားပဲသူ့ကိုဖတ်လိုက်တယ်ဖေသမီးအယံဝမ်းသာတယ်အဖေလည်းမျက်ရည်ဝဲနေခဲ့တာပေါ့ဖေဖေလက်ထပ်ခွင့်ရလို့ပြောနေခဲ့တယ်လေဒီလိုနဲ့မင်္ဂလာပွဲနေ့ရောက်လာခဲ့တယ်လေအလားဆင်ထားတဲ့ခမ်းမကြီးမှာလူတွေပြည့်နေခဲ့တာပေါ့အဖေကအမေကိုပါဖိတ်ခဲ့တယ်အတိတ်ကိုမေးပြီးအေးချမ်းချင်တယ်လို့ပြောခဲ့တာပွဲမစခင်လေးမှာကျမကိတ်ပေးနာမှာရက်နေခဲ့တယ်လူကြီးကြောတွေ့လိုက်တယ်လေသူဟာကိတ်ကိုပဲကြည့်နေခဲ့ရလေဒီမှာမလုပ်နေရလေလို့ကျမမေးလိုက်တယ်ငါတို့ချင်တာလုံးမှာပေါ်ပါဖြစ်လဲတဲ့သူကအမြဲတမ်းပုဂ္ဂလပြောနေခဲ့ရပါပြီးတော့ကျမကိတ်ကိုမထိဖို့အတွက်သူ့ကိုပြောလိုက်ပါတယ်ဒါပေမဲ့သူကတော့ကျမကိုရွေးတယ်လို့နဲ့တိတိလေးဖက်စားလိုက်တယ်လေကျမလည်းသူ့ကိုထပ်မလုပ်ဖို့နဲ့ဝေးဝေးနေဖို့ပြောခဲ့ပါတယ်ဒါပေမဲ့သူကထပ်ပြီးစားဖို့လုပ်ခဲ့တာမို့လို့ကျမလည်းတားဖို့တက်လုပ်လိုက်တာပေါ့ Oh my god အဲ့ကောင်မလေးကအာရမ်းတန်တာပဲကျမကိုလည်းပြန်တွန်းခဲ့ရလေဒီလိုနဲ့ကျမတို့ရန်ဖြစ်လိုက်ကြတာကိတ်မိုကြီးကလုံးဝကိုပျက်စီးသွားခဲ့တယ်လူတွေလည်းဝိုင်းလာကြပြီးတော့မှကျမတို့အပြစ်တင်ကိုစီတင်နေခဲ့ကြတာပေါ့ဒီမှာဘာတွေဖြစ်နေရလဲတော့အဖေကអော်လိုက်တယ်လေကျမချက်ချင်းပြောလိုက်တယ်အဖေသမီးမဟုတ်ဘူးဒါပေမဲ့ကျမစကားမဆုံးခင်မှာအမေကလူဝီဆာဖက်ကိုလှည့်ပြီးတော့អော်လိုက်တယ်လူဝီဆာမင်းရဲ့အပြုတ်မွေတွေကိုအမေတီးမခံနိုင်တော့ဘူးနော်လူဝီဆာလည်းတုံသွားတယ်သူမအမေကအများရှိမှအခုလိုអော်တာပထမဆုံးဖြစ်မယ်လေအမေဆက်ပြောတယ်မင်းအဖေကမင်းကိုအလိုလိုက်လွန်လို့မင်းသွားနေတဲ့နေရာတွေပြဿနာတွေပဲဖြစ်နေရဲ့စီမိုနာလိုကလေးကောင်မျိုးမင်းဘယ်တော့မှပြုတ်မှုမှာလဲအဲ့စကားကြားလိုက်တာနဲ့လူဝီဆာမျက်နှာချက်ချင်းကိုမဲ့သွားခဲ့တာပေါ့သူမအမေကိုစိုက်ကြည့်ပြီးတော့ပြန်ပြောလိုက်တယ်ဒါဆိုအဖေကိုပြောပြီးအမေကိုဆေးရဲမိသားစုတွေပြန်ပုတ်ခိုင်းလိုက်မယ်လေခမ်းမတစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ်ကျမကအဖေရောအံ့ဩသင့်သွားခဲ့တာပေါ့သူကဘာလို့အဲ့လိုပြန်ပြောနိုင်ရတာလဲမင်္ဂလာပွဲကတော့ဆက်ကျင်းပခဲ့ပါတယ်အမေရိကကအရာအားလုံးကိုပြန်ထိန်းဖို့အတွက်စူးစမ်းခဲ့တယ်လေသူမကကျမစီကိုလာပြီးတော့မျက်နှာတွေကိုတန့်ရှင်းပေးပြီးတော့ပြုံးပြခဲ့ပါတယ်ဒီနေ့ဘာပဲဖြစ်ဖြစ်မင်းကသမီးပဲနော်တဲ့အဲ့ဒီစကားခွန်းကြောင့်ကျမမျက်ရည်ကျသွားခဲ့တယ်လေကျမမှတကယ်မိခင်ကောင်တယောက်ရလာတယ်လို့ခံစားရတယ်ပွဲပြီးနောက်တစ်ရက်ကကျမအမေအိမ်ကိုသွားလိုက်ခဲ့တယ်အိမ်ထဲဝင်တာနဲ့လူဝီဆာအတန်ကိုကြားလိုက်ရတယ်သူကအမေကိုမျိုးဆောင်ခိုင်းနေခဲ့ရလေသူ့ရဲ့ဝတ်စားပေးရဲဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အမေကလည်းမငီးမညိုလုပ်ပေးနေခဲ့တာပေါ့မနေ့ဖြန်စကူသွားရမယ်နော်နောက်တစ်ခါမမေးနဲ့ကျမဒေါသထက်တယ်လူဝီဆာဒါကငါတို့ရဲ့အမေလေးဘာလို့အဲ့လိုပြောနေရလဲလို့ကျမပြန်ပြောခဲ့တယ်သူမကတော့မထီမဲ့မြင်နဲ့ငါအဖေကသူ့ကိုအိမ်ကနေနှင်ထုတ်ပစ်လိုက်လို့ရတယ်အော်ကျမလည်းမယုံကြည်တယ်လို့မျိုးကြည့်နေခဲ့တာပေါ့အမေကိုမချစ်ဘူးလားသူကမျက်နှာအေးအေးပဲပြန်ဖြေခဲ့တယ်သူကနင့်ကိုပို့ချစ်တာလေဒါကြောင့်မလို့ငါကလည်းငါရဲ့အဖေကိုပို့ချစ်တာပေါ့အဲ့ဒီအချိန်မှာလူဝီဆာရဲ့အပြုတ်အမူတွေကပို့ပြီးတော့ဆိုးလာတယ်ဆိုတော့ကျမနားလည်လိုက်တယ်ဒီလိုနဲ့ကျမအတန်းသစ္စာခဲ့ပါတယ်ဒီနေ့ school library ထဲမှာစာဖတ်နေတဲ့ကောင်လေးတယောက်ကကျမရဲ့ရှေ့မှာထိုင်ခဲ့ပါတယ်သူ့ကိုမြင်လိုက်တာနဲ့ကျမတန်းတိလိုက်တယ်ဂျရက်ကျောင်းထဲကမိန်းကလေးရိုက်ကြိုက်တဲ့နာမည်ကြီးနေတဲ့ကောင်လေးလေရုပ်ချော်တယ် popular ဖြစ်တယ်ဒါပေမဲ့သူဖတ်နေတဲ့စာအုပ်ကကျမအကြိုက်ဆုံးစာအုပ်ပါကျမမတိမတာခိုးကြည့်နေမိရဲ့ရုတ်တရက်သူကလက်လံပြလိုက်တယ်ဟေးမင်းအဆင်ပြေရလားကျမလန့်သွားတာပေါ့မဟုတ်ပါဘူးငါကြည့်ရကျမစကားမဆုံးခင်မှာသူကရေလိုက်တယ်လေအော်ရပါတယ်ဒီလိုပဲလူတွေကကြည့်နေကြပါဒါကြောင့်တစ်ခါတလေဒီ library ထဲမှာလာပုံးနေရလေကျမလည်းအံ့ဩသွားခဲ့တာပေါ့သူ့လိုမျိုးအရန်ကို popular ဖြစ်တဲ့ကောင်လေးကစောင်းကြိုက်တာလားသူကပခုံးကိုတွတ်ပြီးတော့ငါ spotlight တွေမကြိုက်ဘူးစာအုပ်တွေဖတ်ရတာကြိုက်တယ်လေအော်ကျမအဲ့လိုမထင်ခဲ့ဘူးအဲ့ဒီကစပြီးတော့ကျမတို့အရန်ကိုရင်းနှီးလာခဲ့ကြပါတယ်ရက်တီကြလာတော့သူနဲ့ကျမကတငယ်ချင်းကောင်းတွေဖြစ်လာခဲ့ကြတာပေါ့မူရီလည်းအတူတူသွားကြည့်ရဲ့စာအုပ်တွေလည်းအတူတူဖတ်ကြတယ်အော်အများကြီးအတူတူဖြတ်တန်ခဲ့ကြပါတယ်တနေ့သူ့ကိုမေးလိုက်တယ်စတာဝါမူရီအစ်စ်တာတိလားလို့အတူတူသွားကြည့်ကြမယ်ဆိုတော့ကျမလည်းအရန်ကိုပျော်သွားခဲ့ရလေဒီလိုနဲ့ရုပ်ရှင်အောင်မှာတော့ကျမတို့စင်တူဝတ်ဆောင်တွေဝတ်ခဲ့ကြတာပေါ့ Oh my god ဒါကအရန်ကိုရရပါတယ်စကားကြည့်နေကြရင်ကျမတို့လည်းတကယ်ပါတနာရဲ့လို့ခံစားလာခဲ့ရပါတယ်သူကရုတ်တရက်တိတ်ဆိတ်သွားတယ်ကျမမျက်လုံးထဲကိုတိုက်ရိုက်ကြည့်လိုက်တယ်လေပြီးတော့ဖေးဖေးချင်းအနားကိုကပ်လာခဲ့တာအော်ကျမရေခုံတန်တွေကအရန်ကိုမြန်နေခဲ့ရလေအော်ဒါကအိမ်မက်တစ်ခုလိုပါပဲကျမလည်းသူ့ကိုမေးလိုက်တယ်ဘာလို့နေရငါ့ကိုကြိုက်တာလဲလို့မင်းတို့ပေါ်လာတဲ့မိန်းကလေးအများကြီးရှိရလို့ပြောလိုက်တာပေါ့သူကချက်ချင်းပဲပြန်ပြေးလာခဲ့ပါတယ်စီမိုနာမင်းကလည်းပြည်စုံပါတယ်တဲ့မင်းကကိုချစ်တဲ့အောင်တင်မိခဲ့တာဆိုပြီးပြောပြခဲ့တာပေါ့ဒီလိုနဲ့ကျမရဲ့ school life ကြီးကအရန်ကိုပြောချကောင်းနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအမေစီကနေဖုန်းဝင်လာခဲ့တယ်လေကျမရဲ့ကြောင့်လူဝီစာပြောင်းလာမယ်ဆိုတဲ့အကြောင်းပေါ့ကျမလည်းလန့်သွားခဲ့တယ်ဟာဘာဖြစ်လို့လဲလို့ကျမမေးလိုက်တာပေါ့သူကကိုပိုင်ကျောင်းမှာတက်နေတာမဟုတ်ဘူးလားလို့ကျမမေးလိုက်တယ်ဒီလိုနဲ့အမေပြန်ပြေးလာခဲ့တာကအဲ့ကြောင့်ကနေအထုတ်ခံခဲ့ရတာတဲ့အရန်ဆိုးသွမ်းလို့ကျမတို့ကြောက်ပဲတက်ရတော့မယ်လေ
ခြားเจ้าတွေကလက်မခံတော့ဘူးတဲ့ကျမလည်းအရန်ကိုစိတ်ချုပ်သွားခဲ့တာပေါ့အမေကသူ့ကိုဂယူးဆိုင်ဖို့မှာတာမို့လို့ကျမလည်းစူးစမ်းပါမယ်လို့ပြန်ပြေးလိုက်ပါတယ်ဒီလိုနဲ့သူเจ้าကိုရောက်လာတဲ့အချိန်မှာတော့ Oh my god အမွှေးထူထူနဲ့ဂျာကက်ကြီးကိုဝတ်လာခဲ့တာပါသူဘယ်လိုဝတ်လာခဲ့ရလဲဒီလိုနဲ့ရောက်ချင်းကောင်မလေးတွေကသူ့ရဲ့အင်ကြီးကိုစပရစ်ပိတ်နဲ့ဖြန်းလိုက်ကြရလေသူကလည်းပြန်ပြီးရန်လုံနေခဲ့တော့ဒီလိုနဲ့အချင်းပွားနေခဲ့ကြတာပေါ့ကျမကပဲသူတို့ကိုတားလိုက်ရပါတယ်အဲ့နောက်တော့ဒါကเจ้าရဲ့ထုံးစံပဲနေမသိဘူးလားလို့ပေါ့ဒီလိုနဲ့သူပြောတာကဒီလို public ကြောင်တွေကအဆင့်တောင်မရှိဘူးဆိုတော့သူကထွက်သွားခဲ့တာပေါ့ Oh my god ဒီကောင်မလေးကိုလုံးဝမနိုင်ပါလားဒီလိုနဲ့ကျမလည်းကြောင်ထဲကိုလိုက်ပြနေတဲ့အချိန်ကျမနဲ့လူကြီးစာစီကိုရုတ်တရက်ဂျရက်ကရောက်လာခဲ့ရလေသူကကျမကိုမြင်တာနဲ့ပြေးပြီးတော့အနားကိုကပ်လိုက်ခဲ့ပြီးတော့နားလိုက်တာပေါ့ပြီးတော့အတန်းထဲမှာတွေ့မယ်ဆိုပြီးတော့ပြန်သွားခဲ့ပါတယ်လူကြီးစာမျက်လုံးတွေကလုံးဝကျေသွားခဲ့ရလေ Oh my god ဒီကြောင်ထဲကအရန်ကိုလန်းတဲ့ကောင်တွေကနင်းနဲ့တွဲနေရလားကျမလည်းတိတ်တိတ်လေးပြုံးလိုက်တယ်လေပြီးတော့ဟုတ်တယ်လို့ဖြေလိုက်တယ်သူ့ရဲ့မျက်နှာကချက်ချင်းကိုပြောင်းသွားခဲ့ရပါဟာဘယ်လိုဖြစ်နိုင်မှာလဲနင်ကအရန်ကိုပြင်းစရာတိုက်ကြီးပြီးတော့နေဝတ်ထားတဲ့အဝတ်တွေကိုလည်းကြည့်အောင်လုံးဝရှိခဲ့ပိုက်လေပြီးတော့သူမကဆက်ပြောခဲ့ပါတယ်ရဲတင်းစွာနဲ့ပဲသူကကျမကောင်လေးကိုကျမစီကလူမယ်ဆိုပြီးတော့ပြောခဲ့ရပေါ့ Oh my god ចောင်းပြီးရဲ့အချိန်ဂျရက်ကကျမကိုဂိတ်ကြီးလိုက်ဖို့ပေးခဲ့တယ်အဲ့အချိန်လူဝီစာကပြေးလာပြီးသူ့ရဲ့လက်ထဲကိုနှုတ်တစ်ခုထည့်ပေးလိုက်တာပေါ့ကျမဘာပြောမှမသိခင်မှာပဲဂျရက်ကပြန်ပြောလိုက်တယ်လူဝီစာမင်းဘာလုပ်နေရလဲငါစီမိုနာနဲ့တွဲနေရလေပြီးတော့ငါသူ့အရန်ချက်တယ်ကျေးဇူးပြုပြီးတော့ဝေးနေပေးပါလူဝီစာမျက်နှာရည်နီးပြီးတော့တိတ်ဆိတ်သွားခဲ့ကျမမပြောမိပဲမနေနိုင်ဘူးလေအဲ့အချိန်မှာအမရတာကားနဲ့လာကြိုတယ်လူဝီစာတော့အမေကလာမကြိုသေးရမို့လို့သူကဖုန်းဆက်ပြီးတော့အော်နေခဲ့တာပေါ့ Oh my god ကျမနဲ့ဆီယာမကလည်းသူ့ကိုကြည့်ပြီးအရန်ကိုအံ့ဩနေခဲ့ကြတာပါနောက်နေ့ကျမလည်းလူဝီစာမမြင်သလိုဟန်ဆောင်ဖို့တက်ဆုံးပြလိုက်တယ်လေသူကမိန်းကလေးတစုကိုအရန်ပူဝဖြစ်တယ်လို့ပြောနေခဲ့တာပေါ့သူတို့လည်းချက်ချင်းဝိုင်းလာခဲ့ကြတယ်ကျမတိတ်တိတ်ဆိတ်ဆိတ်ပဲကြည့်နေခဲ့ပါတယ်ကျရကလာပြီးမေးရဲ့အဲ့ဒါမင်းညီမမဟုတ်ဘူးလားတဲ့ကျမပြောလိုက်တယ်ဟုတ်တယ်ဒါပေမဲ့သူဒီလိုထိုက်တန်ပါတယ်လို့ကျရကတိတ်ပြီးပြန်ပြောရဲ့ဒါပေမဲ့သူကမင်းရဲ့ညီမပဲလေအဲ့ဒီစကားကကျမကိုထပ်ပြီးတော့စဉ်းစားစေခဲ့တယ်နောက်ဆုံးသူတို့ကြားထဲကိုသွားလိုက်တယ်အဲ့ဒီအချိန်မှာလူကြီးကအတော်လေးကိုငိုနေခဲ့ပါပြီတခြားလူတွေကလည်းသူ့ရဲ့အိတ်တွေကိုယူပြီးစောင့်နေခဲ့ကြတာလေကျမလည်းတိတိကျကျပဲပြောလိုက်တယ်သူ့ရဲ့အိတ်ကိုပြန်ပေးလိုက်လို့ပေါ့တခြားလူတွေကလည်းသူ့ရဲ့အိတ်ကိုပြန်ပေးခဲ့ကြပါတယ်ဒီလိုမျိုးအနိုင်ကျင့်ခံရတာသူမခံစားဘူးလေဒါနဲ့ကျမလည်းခရီးတောင်းလိုက်တယ်ဒီနေ့ကစပြီးတော့အများကြီးပြောင်းလဲရမယ်လို့သူလည်းခရီးပေးခဲ့ရတယ်ကျမလည်းကူညီဖို့အတွက်ဆုံးဖြတ်ခဲ့တာပေါ့အဲ့နောက်တော့သူတကယ်ကိုအတိတ်တရားရသွားတဲ့ပုံပါပဲအကုန်လုံးလိုက်ပြီးတော့တောင်းပန်နေခဲ့ရပါနောက်တော့အမေနဲ့အမရတာကလည်းလာကြိုခဲ့ပါတယ်လူရီစာကသူတို့ရှေ့မှာမျက်နှာလေးကိုငုံပြီးတော့တောင်းပန်ပါတယ်လို့ပြောခဲ့ပါတယ်အမရတာကပြုံးပြီးတော့ပြောလိုက်တယ်ငါမှသတင်းကောင်းတစ်ခုရှိတယ်ကျမလည်းမျက်လုံးနဲ့ကျဲသွားခဲ့တာပေါ့သူမမှကိုယ်ဝန်ရှိနေပြီရဲ့ Oh my god ကျမလည်းတစ်ချက်ဖြုံးသွားခဲ့တယ်ဒါဆိုကျမကအမကြီးဖြစ်တော့မှာပေါ့နော်အမရတာကကျမကိုဖတ်ပြီးပြောတယ်ဒီကလေးကဘယ်တော့အမရှိလို့ကောင်းနေတဲ့လူရီစာကိုလည်းကျမပြုံးပြီးတော့ပြောခဲ့ပါတယ်မင်းတို့နှစ်ယောက်ကအကောင်းဆုံးအမတွေဖြစ်ပါတယ်လို့အဲ့ဒီအချိန်မှာကျမနားလည်လိုက်တယ်မိသားစုဆိုတာပြီးဆုံးတဲ့သူတွေမဟုတ်ပါဘူးဒါပေမဲ့အချင်းချင်းခုံးလွှတ်နိုင်တဲ့သူတွေကဒါမိသားစုဆိုတာလေဆိုတော့နောက်ဗီဒီယိုလေးကိုလည်းစောင့်မျှော်ပေးကြပါအောင်နော်အားလုံးပဲဘိုင်ဘိုင်ပါ